နေကိုစိုက်ထားပြီးကြပြီလားပင်ပန်းစိုက်ထားပြီးလို့မျိုးလေးတွေအဆင်ပြေတယ်လို့ပေါ့နော်အဲ့ဒါလေးကိုလိုက်ကြည့်လို့ရပါတယ်မပြောအနေနဲ့ဆိုရင်ပင်ပန်းစိုက်တာကအခုဆိုရင်ဒီလဲပို့ပြီးတော့လက်တော့ဒီပန်းနေကကြပင်တစ်ထောင်လောက်စိုက်နေဆိုရင်ကိုအချိန်နဲ့အရင်မကြောက်ဘောနော်ဒီကငွေရှိရမယ်ညီလီရှိရမယ်ပေါ့နော်ရည်ရရှိရမယ်ဒီလိုရှိရမှာဖြစ်ပါရှင်အဲ့ဒါလေးရှိတာပြီးပြီးစိုက်တာပြီးပြီးဆိုရင်ကိုအတွက်ACC တခြားအလုပ်ကိုလုပ်ရင်းနဲ့ပဲဒီအပြင်ကိုရှိလို့ရတယ်အပြင်ကိုပြန်ပြီးတော့ချောင်းလို့ရတယ်ပေါ့နော်ဒီစားဆိုင်တဲ့သူတွေအတွက်ကကျွန်တော်ပြုံးကကျွန်တော်ပြုံးအရင်တော့ဆိုရင်ပန်းပြီးစိုက်တယ်ဒါပေမဲ့တခြားမျိုးတွေကိုမျိုးစုစုံလေးကိုတစ်ခါတည်းကိုရေးစားလိုက်တယ်ပေါ့နော်ဒါပေမဲ့မပြုံးနောက်ပိုင်းမှာကကျွန်တော်ပန်းလေးတွေရလာပြီဆိုတဲ့အခါပန်းလာဝယ်တဲ့အခါမှာဆိုရင်ဝယ်သူတွေခါကျတော့ဒီပန်းနေခါကျတော့သူဒီငကမောက်ပိန်ဖြစ်တဲ့အပွင့်ကြီးအယိုးရှိတဲ့ဟာသူတို့ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်အဲ့လိုပို့ကြိုက်တဲ့ခါကျတော့မပြုံးလဲပင်တွေကတခြားမျိုးတွေလည်းအောင်မြင်နေပြီဒါပေမဲ့မပြုံးကပြန်ပြီးတော့ခုတ်ရောင်းပလိုက်တယ်ပေါ့နော်အဲ့လိုလေးတွေရှိပါတယ်ဒါပေမဲ့အခုပန်းဆက်ဆိုင်မဲ့သူတွေအမားမဖြစ်အောင်ပေါ့နော်တခါတည်းပင်ပန်းတခါတည်းပဲပင်ပန်းပြီးတော့ပင်ပန်းကျုံနဲ့သွားအောင်ပေါ့နော်ဒီငကမောက်ပိန်တွေပဲအများကြီးကိုစိုက်စီချင်တယ်အဲ့ဒါကိုပဲဥစားပေးပြီးတော့စိုက်စီချင်တယ်ကျမတို့မှာဆိုရင်ပန်းဦးဆိုရင်အများအားထိုးရတာဖြစ်တဲ့အတွက်ပန်းလာမှစိတ်ချမ်းသာတယ်ဥမာကိုရောင်းမယ်ဆိုရင်လည်းဝယ်သူတွေကလည်းပန်းသားကောင်းမှပန်းလာမှပတ်စံမျိုးပေါ့နော်ပတ်စံပေးရတာမကြောက်ဘူးအဓိကပန်းသားလာတယ်ဆိုရင်သူတို့အတွက်စိတ်ချမ်းသာတယ်သူတို့အတွက်ငွေနဲ့ပေးရတာတန်တယ်ဆိုရင်ခံစားချက်ဖြစ်တယ်ပေါ့နော်အဲ့လိုလေးတွေမပြုံးရအများကြီးကြုံတယ်အကြောင်းတခါလေးပဲပေါ့နော်ပထမဆုံးကိုစဆိုင်မှာဆိုဒီငကမောက်ပင်းကိုစိုက်ဥမာအများကြီးအောင်မြင်တော့ပြီးပန်းတွေကနေဟိုဒီအများကြီးရတယ်ဆိုတဲ့အခါကျမှတခြားမျိုးကိုရွေးစိုက်ခြင်းနဲ့စိုက်ပေါ့နော်ဥမာတခြားအထက်ကောင်းတဲ့အရာတွေအမျိုးမျိုးစိုက်ခြင်းနဲ့စိုက်တော့ဒါတော့ကိုတော့ပေါ့လေပန်းမဥစားပေးအနေနဲ့ကိုမပြောရငကမောက်ကိုပဲစိုက်စီချင်ပါတယ်ပန်းပွဲလည်းတကယ်ဆိုရင်လူကြိုက်များတယ်ကွယ်တကယ်လည်းရောင်းရတယ်ကိုလည်းတကယ်ရောင်းရတယ်အခုကိုမမဟုတ်တခြားနေရာလူတွေလည်းဒီအမျိုးအစားပို့ပြီးတော့ရောင်းရတာဖြစ်တယ်မပြောကဒီဟာရို့ဆိုင်ဖို့ပဲ recommend ပေးပါတယ်ရှင်။နောက်ဆိုရင်ယူရီးယားမျိုးဖြစ်တဲ့ခဲရောင်လေးတွေ့လားဒါတော့အပွင့်တီးတော့ပေါ့နော်အပွင့်တီးမျိုးဟိုမှာပန်းအိုးကြီးနဲ့ဒီဟောပေါ့နော်ကြောက်အိုးလေးနဲ့ပေါ့နော်လုပ်တာဟုတ်လားဟိုအေးတော့ဗောလေဒီမှာတော့ရေတန်းရေနေစင်ပေး